တခါတလေမှာကျွန်တော်တို့မမြင်နိုင်တဲ့အခြားသူတွေရဲ့နောက်ွယ်မှာဘလောက်တောင်ကြောက်စရာကောင်းတဲ့ဒုစရိုက်တွေရှိနေမလဲဆိုတာသင်စဉ်းစားဖို့ပါသလားညတကောင်ရံအဝေးပြေးလမ်းမကြီးပေါ်မှာကြောက်တုံးတုံးကနေစတင်ခဲ့တဲ့ဒီလောက်ကျန်မှုဟာတကယ်တော့ကြောက်မက်ဖွယ်ကောင်းတဲ့လှုပ်ဝက်ချက်တွေရဲ့အစပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ movie Titan Recap နဲ့အတူအမှန်တရားကိုအသေးစိတ်ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်မောင်မဲနေတဲ့ညတကောင်ရံအဝေးပြေးလမ်းမကြီးပေါ်ကိုထူးဆန်းတဲ့စိုက်ကားတစ်စီးနဲ့လူတစ်ယောက်ရောက်ရှိလာပါတယ်အဲ့ဒီနောက်မှာတော့ထိုလူဟာစိုက်ကားပေါ်ကဆင်းပြီးလမ်းလေခေါင်တက်တဲ့မှာကြီးမားတဲ့ကြောက်တုံးကြီးတစ်တုံးကိုချထားလိုက်ပြီးတစုံတစ်ခုကိုထိုင်ပြီးစောင့်နေပုံပေါ်တယ်မကြခင်မှာပဲကားတစ်စီးဟာအမှောင်ထဲကနေအရှိန်ပြင်းပြင်းနဲ့ထွက်ပေါ်လာပါတယ်ရှေ့မှာဘာရှိမှန်းမသိတဲ့ကားသမားဟာအရှိန်ကိုမလျှော့ဘဲမောင်းလာခဲ့တာကြောင့်စက္ကန့်ပိုင်းအတွင်းမှာပဲကားကကြောက်တုံးကြီးကိုအရှိန်နဲ့တိုက်မိပြီးလမ်းပေါ်မှာတင်၃ပတ်လောက်လိမ့်သွားပါတော့တယ်အရှိန်မထိန်နိုင်တော့တဲ့ကားကြီးဟာလမ်းဘေးက6ထဲကိုပလက်လန့်ပြုတ်ကျသွားပြီးတောက်လောင်နေတဲ့မီးတောက်တွေကြားထဲတဖြည်းဖြည်းမြုပ်ဝင်သွားပါတယ်။မိခိုးငွေတွေမှောင်နေတဲ့အခင်းဖြစ်နေရာကိုစုံထောက်ဦးမင်းမောင်ရောက်ရှိလာပါတယ်။လမ်းဘေးမှာပလက်လန့်လောင်ကျွမ်းနေတဲ့ကားပြက်စီးဟာတကယ်ကိုကြောက်စရာကောင်းတဲ့မြင်ကွင်းအပြည့်နဲ့ပါ။ဒါပေမဲ့ဝါရင်စုံထောက်ဦးမင်းမောင်အတွက်တော့ဒါဟာရိုးရိုးမတော်တဆမှုတစ်ခုမဟုတ်ဘူးဆိုတာကိုအနှံ့ရနေပါတယ်။လမ်းပေါ်မှာရှိနေတဲ့ကြောက်တုံးကြီးရဲ့လမ်းဘေးမှာတွေ့ရတဲ့စိုက်ကားပင်းရတွေရဲ့ကတစုံတစ်ယောက်ကဒါကိုတမင်ဖန်တီးထားတယ်ဆိုတာတက်တည်ပြနေတယ်လို့သူ့စိတ်ထဲတွေးနေမိပါတယ်